Hello အားလုံးပဲ good morning ပါဒါတော့နောက်တစ်နေ့ဖြစ်ပါတယ်ခုကတော့မနက်စာစားတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ coffee တောက်ပါမယ်ပြီးတော့ရင်တော့အကျော်စုံစားပါမယ်ကျော်စုံတော့မဟုတ်ပါတော့ဒီမှာအမကြော်ပြီးရဲ့အကျော်လေးချို့စားမှာဖြစ်ပါတယ်ဒီမှာဖြစ်ပါတယ် cast iron နဲ့ကြော်တာပေါ့နော်ကြိုက်ပါတယ်ဘာလဲအာလူလားဒါမျိုးပေါ့နော်ဒါကလေသူ့ရဲ့လေ community garden နဲ့ကခူးထားတဲ့ဟာလေးပေါ့နော် vegetables လေးဖြစ်ပါတယ်ဆိုတော့လေးပေါ့နော်ဒါကတော့ကြော်ထားပြီးအကျော်လေးပါဘူဒီကြော်ရယ်ပြီးတော့ချက်သွန်ကြော်ရယ်ဖြစ်ပါတယ်ဒါကတော့ချက်သွန်ကြော်ဖြစ်ပါတယ် try ပါမယ်ချက်သွန်ကြော်အရင်ကြိုက်ရပါတော့အရင်ကောင်းပါတယ်ဒီစားရတယ်ကြာပါပြီကိုလောက်တာတော့မဟုတ်ပါတော့ဒါမှလည်းစားရကြိုက်ပါတယ်ဘူဒီကြော်ပါဆောက်ကောင်းအချင်းအောင်ရှိဘူးနော်ဒါမဲ့အစင်ကြီးပါရဲ့အဲ့ဆိုတော့ပြန်တွေ့ပါမယ် Hello အပြင်သားမယ်ဒီနေ့ကတော့မြများစား plan မရှိဘူးနော်ဒီကမြန်မာစားတော့ဆိုင်မှာတော့စားမယ်ပြီးတော့ဟိုဒီရှောက်သွားမယ်ပေါ့နော်နေရောပူပဲဒါပေမဲ့ channel ပေါ့နော်centigrade နဲ့ဆိုရင်16 15လောက်ရှိရယ် Fahrenheit နဲ့ဆိုရင်တော့လောက်လဲ60ဝန်းကျင်ရှိရပေါ့နော်ဆိုတော့လေကလည်းအေးရဲပေါ့နော်အဲ့နဲ့စာလက်တော့ပဲပေါ့နော်ဒါပေမဲ့whiscope ပြန်ဝင်လိုက်ပါတယ်ဟိုနေ့က whiscope ပေါ့နော်ဒါပေမဲ့ဘာမှဖြစ်ပါအဲ့တော့ဒီခဏလေးဆိုပါမယ်ပြီးတော့ပြတ်မှာပေါ့နော်ဒီအတိုင်းပဲ3စက္ကန့်လောက်နေလို့ရှင်ဒါကကိစ္စရှိရပြန်တော့မပြန်ချင်ပါဘူးအစားလေးတော်တော်စားလို့ကောင်းနေပေါ့နော်ဒီမျိုးမှလေးတဘောကြရယ်ရေရှည်ရောဘယ်လိုဖြစ်မလဲမသိဘူးပေါ့နော်ပြီးတော့ဆောင်းတွင်းဆိုရင်လည်းနေအရန်ကြရယ်ပေါ့နော်တော်တော်လေးအေးရအဲ့တော့တိတ်မကြိုက်ပါဘူးဒါပေမဲ့ဒီလိုကောင်းတဲ့မျိုးလေးပေါ့နော်အဲ့လိုခံစားရပါတယ်အဆောက်အဦတွေကလည်းအိုတဲ့ style ပေါ့နော်အဲ့တဘောကြရယ်လုံးဝ modern လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့ဒါလည်းမစိုးဘူးဆိုတော့ဒီနေ့ရောသွားလိုက်ပါအောင်မေးဒီလိုလေးပါတန်းဆိုတော့အားလုံးပဲ see you အခုကတငယ်ချင်းကလက်ဖက်ရည်တောင်းချင်နေဆိုလို့ပေါ့နော်မြန်မာဆိုင်မသွားခင်ဒီဆိုင်ဝင်ခဲ့တာပါဈေးတွေကလည်းလုံးဝမစိုးပေါ့နော်တော်တော်အဆင်ပြေပါတယ်ဒီဆိုင်လေးလာရာဟိုင်It's so interesting. The spice. That's so cool. Nice. ဒါတော့မြန်မာဆိုင်ဖြစ်ပါတယ်နဒီလို့ခေါ်ပါတယ်ရှင်ဒီမှာဆောင်းမဖြစ်ပါတယ်ရာသီဥတုကတော့တော်တော်လေးကိုတာယာနေပါတယ်ဟိုအနက်နေအောင်ရနေဝင်အောင်တဲနေအောင်ဒါလေးကတော့ဆိုင်ရဲ့အပြင်အစင်ဖြစ်ပါတယ်ဒီဆိုင်ကအခုမှစပြီးတော့ဖွင့်တာပေါ့နော်သူချင်းနေတဲ့အထက်မှာ Buffalo မှာနေရသူရှိလို့ရှိရင်တော့ဒီဆိုင် recommend ပေးပါတယ်ဒါကတော့အရင်စားချင်နေတဲ့ဖတ်သမင်းဖြစ်ပါတယ်အရင်စားလို့ကောင်းနေပေါ့နော်တခြားစားချင်တာရှိလို့ရှိရင်တော့ဂျိုမာတာပိုကောင်းပါတယ်လောလောဆယ်နေတဲ့ညမှာမြန်မာစားတိတ်မပေါ်တာမို့လို့ဒီမှာမြန်မာစားရတယ်ဆိုတော့အရင်ကိုပျော်သွားရပေါ့နော်ဒါကတော့ခုနကရာဟာဆိုင်ကဝယ်လာတဲ့လက်ဖက်ဖြစ်ပါတယ်သူက spices တွေနဲ့အရင်ကောင်းတယ်ပေါ့နော်ဒါလေးကတော့ကက်ကြီးကိုက်ဖြစ်ပါတယ်ကက်ကြီးကိုက်လည်းမစားဘူးအရင်ကြာပြီပေါ့နော်အဲ့တော့တော်လေးစားကောင်းခဲ့ပါတယ်ဒါလေးကတော့နန်ကြီးတုပ်ဖြစ်ပါတယ်နန်ကြီးတုပ်ဆိုလို့ရှိရင်လည်းတကယ်ဗမာအရသာအတိုင်းပဲပေါ့နော်ရန်ကိုစားလို့ကောင်းပါတယ်ကျမရဲ့အမရတော့စကားတွေပြောကျမတော့တကုံပြီးစားနေရပါတော့တခုပြီးတခု Thank you Remember I told you I used to test boys if I like want to date or not. I used to bring them to this shop. Not to this restaurant, but the old restaurant. အခုစားလို့ပြီးသွားတဲ့နောက်မှာတော့အတီးအန်တီရဲ့နောက်ဖေးမှာပေါ့နော်အပင်တွေစိုက်ထားဖြစ်ပါတယ်အဲ့ထဲမှာအခုဘာတူးနေရလဲဆိုတော့ကျမတို့ဂျူးမြစ်ကိုတူးနေရဖြစ်ပါတယ်ဒါကတော့ဂျူးဖူးဂျူးမြစ်ပေါ့နော်စားလို့ရတာဖြစ်ပါတယ်စားဖူးချလာတော့မသိဘူးပေါ့နော်ဒါပေမဲ့အရန်ကိုစားလို့ကောင်းပါတယ်ဂျူးဖူးကြော်စားလို့ကောင်းတယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲဂျူးမြစ်ဒီနောက်ပိုင်းဆိုသူများရဲ့ကြက်ချေတောင်ဂျူးမြစ်တွေပါစားကြတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဟင်းထုတ်တို့ငါသမင်းတွေလိုလည်းဆိုရင်တော့အရန်ကိုလိုက်ဖက်ပါတယ်
ကျမလေးအပြင်မှာတစ်ခါမှဒီလိုအပင်မမြင်ဘူးပေါ့နော်အခုမှပဲတေချာလေးတွေ့ရတော့ဒီရောက်မှပဲပေါ့နော်အဲ့အန်တီကအများကြီးစိုက်ထားခုကတော့မြေကြီးတွေကိုဆေးနေရဖြစ်ပါတယ်ရှူမြစ်တွေလည်းရသွားပြီဆိုတော့ကျမတို့ Riverside Park ဆိုတဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင်မြန်မာညာစီတန်းပေါ့နော်အဲ့ကိုသွားနေရဖြစ်ပါတယ်မြန်မာတွေအများကြီးရှိတဲ့နေရာဖြစ်ပါတယ်ကျမတို့သွားခဲ့တုန်းကတော့ကရင်ပြည်နယ်ကလာတဲ့သူတွေများပါတယ်ခုမြင်နေရတာဆိုလို့ရှိရင်တော့ကရင်တချင်းဖွင့်ထားပြီးတော့ချင်းခတ်နေကြတာဖြစ်ပါတယ်တိတ်တော့မမြင်ရဘူးပေါ့နော်ဒီထဲကနေဆိုလို့ရှိရင်တော့အဲ့အကိုဖြတ်ပြီးသွားလို့ရှိရင်တော့ဈေးတန်းရောက်ပြီပေါ့နော်ဈေးတန်းလို့ပြောရမလားဈေးရောင်းနေတဲ့သူတွေရှိရပေါ့နော်အဝတ်တွေရောင်းတာရှိရပေါ့နော်ဖလန်တေတွေလို့ပုံစံမျိုးရှိမယ်ပြီးတော့မုန်ဟင်ခါရောင်းတာတော့အဲ့လိုညဈေးတန်းပုံစံလိုမျိုးပဲပေါ့နော်ကျမလာတာနည်းနည်းတော့နောက်ကျသွားလာတော့မသိဘူးတိတ်တော့မစုံတော့ဘူးပေါ့နော်ဟင်းသီးဟင်းရွက်တွေအများပြားတွေ့ရပါတယ်မြန်မာတွေစားတဲ့ဟင်းသီးဟင်းရွက်တွေပေါ့နော်ကစွန်ရွက်တို့ချင်ပေါင်ရွက်တို့ဘူးတီတို့စသဖြင့်ပေါ့နော်ဒါဆိုရင်တော့အင်ကြီးရဲ့အဝတ်ထည်တွေပေါ့နော်ခေါင်းမုံဖြစ်ပါတယ်ခေါင်းမုံမစားရကြဘူးပေါ့နော်စားလို့ကောင်းပါတယ်မြန်မာပြည်ကခေါင်းမုံအရသာလိုပဲရပါတယ်သူတုံးတဲ့အိုးက Walmart မှာဝယ်လို့ရတယ်တဲ့သူက2ချက်ကို5ချက်ပေါ့နော်ဆိုတော့2ချက်ယူခဲ့ပါတယ်အလုံးမွေပြီးသွားရင်တော့ပြီးတော့ပါပြီဒါကတော့ပေးပြအစားတူဖြစ်ပါရဲ့ရှင်ဒါပြီးတော့လို့ရှိရင်တော့ကွန်ရဖြစ်ပါတယ်ကျွန်မကွန်ရတော့ဝယ်မစားခဲ့ပါဘူးဒီတိုင်းကွန်ရရနေတဲ့ပုံစံပဲကြည့်ခဲ့ပေါ့နော်ညစီတန်းကတော့အဲ့လောက်ပါပဲဒီမှာ waste water project တွေ့ရပေါ့နော်အဲ့ park နာမှာကရင်လိုတောင်ပါတယ်ပေါ့နော်ရေးထားတာလေးတွေ့လားမသိဘူးအဲ့နာကနေဆက်သွားလို့ရှိရင်တော့ဒီလိုရေကန်ရှိရပေါ့နော်အဲ့ဒါရေဟိုတစ်ဖက်ချမ်းမှာဆိုရင်တော့ Canada ဖြစ်ပါတယ်တရားရှိရပေါ့နော်အဲ့ဒါကူသွားရင် Canada ရောက်ပါပြီကျွန်မဒီ vlog လေးကိုတော့ဒီမှာပဲဆုံးသတ်လိုက်ပါတော့မယ်အားလုံးပဲ Buffalo မျိုးကဘယ်လိုလေးရှိလဲဆိုတာနည်းနည်းလေးမြင်သွားမယ်လို့မျှော်လင့်ပါတယ်အားလုံးပဲနောက် vlog မှာပြန်ဆုံပါမယ်ကျွန်မကြီးကူဆိုင်ကြပါ bye bye